Hello Citizen to all အားလုံးပဲမင်္ဂလာပါရှင် Origami ခေါင်းနေကြယူရဲမင်းမင်းပြန်လာပါပြီ Christmas ရာသီရောက်ပြီဆိုတော့ Santa Claus လေးနဲ့ဆောက်ဖွင့်မယ်နော်တတမီတို့လည်းမင်းနဲ့အတူလိုက်လို့ကြည့်ကြမယ်နော် Santa Claus ခောက်ဖို့အတွက်အယောင်နှစ်ဖက်ပါတဲ့စက်ကူလေးသုံးရင်တော့ပိုအဆင်ပြေပါတယ်မင်းကတော့အယောင်နှစ်ဖက်ပါတာမရှိလို့ဒီလိုမျိုးအနီတစ်ရွက်အဖြူတစ်ရွက်ပေါ့နော်နှစ်ရွက်သုံးလိုက်ပါမယ်ဒီစက်ကူအနီလေးနဲ့အဖြူလေးနဲ့လေးတောင်ဆက်ဆက်ပေါ့နော်အဲ့စက်ကူလေးကိုဒီလိုမျိုးညီအောင်ထပ်ပါမယ်ထပ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးဒေါင်းဖြတ်ချိုးချပါမယ်ဒီဒေါင်းဖြတ်အတိုင်းလေးချိုးချမယ်ချိုးချပြီးသွားပြီဆိုရင်ဒီဒေါင်းဖြတ်ပေါ့နော်အဲ့အလဲဒေါင်းဖြတ်လေးအတိုင်းကိုဒီလိုလေးပြီးနောက်နေခောက်ပါမယ်ဒါနဲ့တစ်ချက်ပြီးတော့ဒီဘက်ချမ်းလည်းဒေါင်းဖြတ်လေးအတိုင်းခောက်ပါမယ်လိုလေးပါစကူကနေရထတာမညီဘူးရှင်နေလိုလေးပေါ့နော်ပြီးသွားရင်အဲ့လိုလေးဒီလိုပုံလေးရမှာပေါ့နော်အဲ့လိုခောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုပေါ့နော်အညီချိုးချပါမယ်ဒီလိုချိုးချလိုက်ပါမယ်ပြီးတော့ရင်အခုလိုလေးဖြစ်သွားပြီဆိုရင်ဒီအပေါ်အစလေးကိုပေါ့နော်အပေါ်အစလေးကိုဒီအောင်းနဲ့အညီဒီလိုလေးထပ်ချိုးချပါမယ်ဒီလေးချောင်းမှာအဲ့ဆိုခုဒီလိုပုံလေးပေါ့နော်တင်မောပုံလေးလိုမျိုးဖြစ်နေအဲ့ဆိုရင်ပြီးသွားရင်ဒီပေါ်ကအစလေးကိုဒီတောင့်လေးနှစ်ဖက်ပေါ့နော်အဲ့ဒါနဲ့အညီပြန်ပြီးချိုးချပါမယ်အဲ့ဆိုရင်ဒီမှာမျက်နှာလေးပေါ့နော်မျက်နှာလေးဆွဲဖို့နေရာလေးရပါပြီပြီးဒီလိုလေးလှန်လိုက်ပါမယ်လှန်လိုက်ရင်ဒီဘက်မှာထွက်နေတဲ့အစွန်းလေးကိုပေါ့နော်ဒီလိုမျိုးတောက်ကလေးဖြစ်နေတာဆိုတော့အဲ့ဒါလေးကိုဒီလိုလေးချိုးချပါမယ်ဒီလေးချိုးချပါမယ်အဲဆိုတောက်ကလေးရောက်သွားပြီဆိုဒီလိုလေးပေါ့နော်ပြီးတော့ရင်မျက်နှာလေးဆွဲဖို့အတွက်ဘောပင်အောင်မှုခဲလေးတစ်ချောင်းလိုပါမယ်ခဲနဲ့ပဲဆွဲလိုက်မျက်လုံးလေးထည့်မယ်ပါးစပ်ပုံလေးကရင်နေပုံလေးပေါ့နော်ကိုကတော့အဆင်ပြေသလိုလေးထည့်လို့ရပါတယ်အဲဆိုရင်တော့ Santa Claus လေးရသွားပါပြီဒီမှာနော် Santa Claus လေးရသွားပါပြီကဲ Christmas ပူကြီးတော့ပြီးသွားပြီနော်နောက်တစ်ပတ်မှာလည်း origami ချိန်လေးမှာဘာလို့ထပ်လုပ်အောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော် Merry Christmas to you bye bye